အားလုံးပဲမင်္ဂလာပါရှင် MPS Station မှာကြိုဆိုပါရစေ။အခုစားပြတ်မာလေးကမယန်းသီးတုပ်လေးပဲဖြစ်ပါတယ်။မယန်းသီးလေးကလည်းချင်နေတော့မယန်းသီးလေးကိုမှုန်းပြီးတော့တုပ်စားပါမယ်ရှင်။မယန်းသီးလေးတွေကိုစတင်ပြီးတော့မှုန်းနေပါပြီရှင်။မယန်းသီးမှုန်းလာတာလေးတွေရပြီဆိုရင်အဝါတကြားနဲ့ငယ်လှော်တောင်းနဲ့ငယ်စားအချိုးမုံနဲ့ငယ်ထည့်ပြီးတော့တေချာသမအောင်ရောမှွေပေးပါမယ်ကဲလှော်တောင်းလေးလည်းရပြီဆိုတော့မယန်းသီးမွန်းလာတဲ့ထဲကိုထည့်ပြီးတော့တေချာလေးနဲ့ပေးပါမယ်မွန်းလာတဲ့နေရာလေးတွေထိအောင်နဲ့ပါမယ်နော်အိမ်ကလူတွေပဲစားမှာမို့လို့လက်ကိုလက်အိမ်မစွပ်ပဲနေလိုက်ပါတယ်ရှင်channel လေးကို subscribe လုပ်ရသေးတဲ့လူတွေလည်း subscribe လုပ်ထားပေးပါ like and share လေးနဲ့လည်းကူညီပေးကြပါအောင်နော်ကဲအရန်စားလို့ကောင်းတဲ့မြန်သီးတုပ်လေးရပါပြီကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ကျေးဇူးပါ